တိုင်စီဆရာကြီးများကို B-box လိုက်တီးပြတော့အခါ Let's go ဒီပါဗျာမသိပါဘူးဟာမင်း B-box ကိုသိလား သိတာဟောဟာမင်း ဟာမရလေဟိုကျွန်တော်လည်း B-box လောက်တက်တယ်နားအောင်ကြည့်ပါ ဟာလောက်လေအာမင်း တက်ကနေ30ထိအမှတ်ပေးကြည့်ပါကောင်းโอเคလောက်ကြည့်ပါနော်โอเคgood အဘာမင်းတင်နေတက်တာဟုတ် ဟုတ်တယ်တင်တယ်မတက်တာဘူးကျွန်တော်ကပါ YouTube ကပဲကြည့်တာ YouTube ဟိုမှာဟို TikTok ပါပြဖို့ဟိုပါလေနိုင်ငံခြားမှာတော့သွားပြိုင်နေပြီဟုတ်တယ်ဒါတို့အဲ့ဒါ ဟုတ်လား အားသားတို့လေဦးလေးဒါတို့ပဲရှိတာဒီမှာတော့ဖြုတ်နေတာ ဟုတ်လား ဟုတ်တယ်ဒါတို့၄ယောက်တော့ပြိုင်တာ အေးဟုတ်တယ်လေးရပါ ဟုတ်တယ်ဟိုအနောက်ကကောင်လေးလည်းပါတယ် ဟုတ်လား အခုဒါတို့ကဒီမှာဒီကောင်ကရေကူးလဲတင်တယ် အော် ရေကူးလာတင်ရင်လည်းပြန်လာမှာညာဗီဒီယိုရိုက်နေတာ ဟိုဆက်နေလို့နေရပါဘူးဆက်နေ ကျွန်တော်တော့တယ်လီဖုန်းလေးကဖွင့်လာအောင်ပဲ တယ်လီဖုန်းနဲ့ဖွင့်လာထည့်သွားမိုက်တယ် မှန်တယ် ပါဆက်နေဒီရနော်ပါဆက်နေဒီဟိုမဟုတ်ဆက်နေလို့နေရပါဘူးဆက်နေ ကျွန်တော်တော့တယ်လီဖုန်းလေးကဖွင့်လာအောင်ပဲ တယ်လီဖုန်းနဲ့ဖွင့်လာထည့်သွားဟုတ်ပါလေကျွန်တော်ပါစမ်းနဲ့လုပ်တာ ဟုတ်တယ်လီဖုန်းလေးဖွင့်လာအောင်ပဲ ကြားဘူးလားကိုရအပြစ်မှာ ကြားဘူး ဟိုကြားဘူးတည်လားโอเคကိုကြီး B-box ကိုတည် တည်တယ် တည်လားကျွန်တော် B-box လုပ်ပြခြင်း9000ကြည့် နားထောင်ကြည့် အဲ့ဒီမှာမကြားဘူးမှာမကြားဘူးโอเคကျွန်တော်လုပ်ပြအောင်စောင်းလိုက်တယ် စစ်စိန်နော်အပြင်မှာအခုမှကြားဘူးနော် ခုမှကြောက်နေတာပဲ โอเคညာဘလို့ပြောရမလဲစက်ကနေထွက်လာတဲ့အတန်ပေါက် အေးပါတော့ဆန်းတယ်ပေါ့နော် ဆန်းထားပဲဗျာနော် ဟုတ်တယ် ပါဇက်ဆိုင်ပေါ့ဗျာโอเคဗျာ ဒီပညာလဲလွယ်တော့မလွယ်ဘူး โอเคเนาะကျွန်တော်ဆိုရင်ဟွာလောက်ရှိပြီပြီးတော့လောက်တာ10နှစ်လောက်ရှိပြီဖြုတ် ဟုတ်ကဲ့အဲဟိုတော့ TikTok တွေမှာတော့တွေ့ဘူးတယ်ဒါပေမဲ့အပြင်မှာတော့မတွေ့ဘူးပထမဦးဆုံးပဲ မအောင်ဆုံးပဲ aggressive နဲ့တွေ့တာ မိုက် grab တယ် visa ပဲ မိုက်တယ် โอเค ဟုတ်ကဲ့